ဒီနေ့ကတော့ reality part 3 miss reality အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ part 1နဲ့ part 2မှာကတော့ virtual reality နဲ့ augmented reality အကြောင်းကိုပြောပြပေးသွားပြီးပြီပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့အကောင့်ထဲမှာဝင်ကြည့်လို့ရပါတယ်ဆိုတော့ miss reality ကိုကျွန်မကသူ့ရဲ့ဓာတ်ရိုက်အဓိပ္ပာယ်အတိုင်းပဲပေါ့နော်ပေါင်းစပ်ထားတဲ့လက်တွေ့နည်းပညာလို့ဘာသာပြန်ပါမယ်ဆိုတော့သူ့ရဲ့အဓိပ္ပာယ်ကပေါင်းစပ်ထားတဲ့လက်တွေ့နည်းပညာဆိုပြီးကျွန်တော်တိုက်ရိုက်ဘာသာပြန်လိုက်တဲ့အတွက်ကြောင့်ဘာတွေပေါင်းစပ်ထားတာလဲလို့မေးစရာရှိပါတယ်ကျွန်မအလွယ်ဆုံးနည်းနဲ့ပြောရမယ်ဆိုရင် VR AR နှစ်ခုလုံးကိုပေါင်းစပ်ထားတဲ့နည်းပညာဖြစ်ပါတယ်ဘယ်လိုပေါင်းစပ်တာလဲဆိုတော့ VR ကျမ်းပြန်ပြောရမယ်ဆိုရင် VR ကကြတော့ hazard တွေတက်လိုက်ပြီးတော့ဒီ virtual ကဘာတွေကိုရောက်သွားတယ်လို့ပုံဝန်းကျင်တစ်ခုလုံးက virtual ကဘာဖြစ်ပြောင်းလဲသွားအောင်လို့မြင်ရအောင်လို့လုပ်တဲ့နည်းပညာမျိုးဖြစ်တဲ့augmented reality နည်းပညာကြတော့ဒီ digital ကဘာတွေကိုရောက်သွားတာတော့မဟုတ်ဘူးကျွန်တော်တို့လက်ရှိရှိနေတဲ့ကဘာထဲမှာပဲအပေါ်ကနေ digital layer တစ်ခုကိုအုပ်လိုက်တဲ့သဘောလိုမျိုးဖြစ်တယ်ဆိုတော့ဒီနှစ်ခုကိုပေါင်းစည်းမယ်ဆိုတော့ဒီနှစ်ခုကိုပေါင်းစည်းလိုက်တဲ့အခါကျရင် miss reality ကဘယ်လိုဖြစ်လာမလဲဆိုတော့ physical နဲ့ digital ကိုပေါင်းစည်းတယ်လို့လည်းပြောကြတယ် physical နဲ့ digital ကိုပေါင်းစည်းတာဆိုရင် AR ကလည်း physical နဲ့ digital ကိုပေါင်းစည်းတာပဲလို့ဆိုလို့ရတယ်ဒါပေမဲ့သူတို့နှစ်ခုမှာဘာကွာလဲဆိုတော့ AR ကကြတော့သူကအပေါ်ယံကနေအုပ်လိုက်တယ် overlay ပေါ့နော် digital layer ကိုအပေါ်ယံကနေအုပ်လိုက်တဲ့သဘောဒါပေမဲ့ miss reality မှာကျတော့ဘာပါလာလဲဆိုတော့ဒီ depth effect တို့ဘာလို့ဒီ sensor တွေပေါ့နော် lidar scanner တို့ဘာလို့လိုမျိုး sensor မျိုးတွေပါလာတယ် physical ကိုကျွန်တော်တို့အပြင်ပေါ့နော်ဒီအပြင်ကို camera နဲ့ကျွန်တော်တို့ tracking လိုက်တဲ့အချိန်မှာဘာလုပ်လို့ရလဲဆိုတော့ဒီ physical environment တစ်ခုလုံးကိုdetect လုပ်လို့ရတယ်ဆိုတော့ detect လုပ်လို့ရတယ်နောက်တစ်ခုကအဲ့ဒီမှာရှိနေတဲ့ items တွေ digital items တွေကိုကျွန်တော်တို့က interact လုပ်လို့ရတယ်interact ဆိုတော့ကျွန်တော်တို့ရွှေ့မယ်လှည့်မယ် scale ချဲ့လိုက်မယ်ဒါမျိုးတွေပါကျွန်တော်တို့ပို့ပြီးတော့လှုပ်လာနိုင်စွမ်းအားရှိတယ် AR ထက်ပို့ပြီးတော့လှုပ်လာနိုင်စွမ်းအားရှိလာတယ်ပေါ့နော်ဆိုတော့ဒါတွေကိုမြင်ရဖို့ကျွန်တော်တို့ဘာသုံးရမှာလဲအဲ့ခါကျတော့ကျွန်တော် VR နည်းပညာရဲ့ device မျိုးတွေပြန်လို့လာပြီVR ကကြတော့ကျွန်တော်တို့ရဲ့ဒီအမြင်တစ်ခုလုံးကို block လုပ်လိုက်တယ်ပေါ့နော် digital တစ်ခုလုံးနဲ့ digital environment တစ်ခုလုံးနဲ့ block လုပ်လိုက်တာ VR headset ကိုတက်လိုက်မယ်ဆိုရင်ဒါပေမဲ့သူကကြတော့ဒီ miss reality မှာသုံးတဲ့ device မျိုးတွေကတော့ VR headset လိုမျိုးပဲမျက်လုံးမှာတက်ရတာပဲဒါပေမဲ့သူက block မလုပ်ဘူး environment ကိုကျွန်တော်မြင်ရတယ်မြင်ရတဲ့အပြင်မှာကျွန်တော် digital layer ကိုပါထပ်ပြီးတော့မြင်ရတယ်အဲ့တော့ကျွန်တော်တို့ဖုန်းနဲ့ကြည့်နေရတာမျိုးမဟုတ်တော့ပဲမျက်မှန်တက်ပြီးကြည့်နေရတာမျိုးဖြစ်သွားမယ်အဲ့တော့မျက်မှန်တက်လိုက်ရင်မြင်ရတယ် digital layers တွေပါလက်ရှိ physical layer အပေါ်မှာ digital layer ပါထပ်ပေါင်းပြီးမြင်ရတဲ့အပြင်ကိုနားလိုမျိုးsensors တို့ပါတော့ပေါ့နော် cameras တွေဒါတွေကစပို့ပြီးတော့အဆင့်မြင့်မြင့်ပေါင်းဝင်ချိတ်ဆက်သွားတယ်အဲ့ဒီပညာကကျွန်တော် miss reality ဖြစ်သွားတယ်ဆိုတော့လက်ရှိမှာဆိုရင်တော်တော်များများသိလိမ့်မယ် smart glass တွေ Samsung Lenovo HP ဒါမျိုးတွေလည်း smart glass တွေအများကြီးထုတ်နေကြတယ်နောက်ပြီးတော့ Microsoft မှာဆို HoloLens တို့ဘာလို့ရှိတယ်ဒါမျိုးတွေဒီ device တွေကကျွန်တော် miss reality အတွက်အထူးပြုပြီးတော့ထုတ်လုပ်ထားတဲ့ device မျိုးတွေဖြစ်တယ်ဆိုတော့ virtual reality မှာကျတော့ VR အတွက်သုံးတဲ့ device မျိုးတွေကတသက်ရှိတယ် MR အတွက်သုံးတဲ့ device မျိုးတွေကပိုပြီးအဆင့်မြင့်ထားတဲ့ device မျိုးတွေဖြစ်တယ်ဆိုတော့ VR အတွက်သုံးတဲ့ device MR အတွက်သုံးတဲ့ device တွေတိုင်းကို VR အတွက်သုံးလို့ရလားဆိုတော့သုံးလို့ရတာမျိုးလည်းရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ VR အတွက်ထုတ်ထားတဲ့ device တွေကို MR အတွက်သုံးလို့ရချင်မှရမှာဆိုတော့ဒါကတော့ဒီနေ့ miss reality အကြောင်းမိတ်ဆက်ဒီလောက်ပါပဲနောက်ဗီဒီယိုမှာဆိုရင် AR VR MR သူတို့ရဲ့အလုပ်လုပ်ပုံနဲ့ဘယ်လိုနေရာတွေမှာအသုံးဝင်နေကြလဲဆိုတာတွေကိုထပ်ပြီးတော့ sharing လုပ်ပြီးတော့ပါမယ် reality အကြောင်းမိတ်ဆက်ကတော့ဒီနေ့ဒီအပိုင်းနောက်ဆုံးဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နည်းပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်